ဒီနေ့ဘာစီပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းပါးပါးကျွန်တော်မြင်လေးကျွန်တော် sharing လုပ်ချင်တာပေါ့နော်ကျွန်တော်ကဒီပွဲကိုတပွဲလုံးလုံးကြည့်လိုက်ရတယ်ဒါပေမဲ့အပြင်ရောက်နေလို့ live react တွေမလုပ်ဖြစ်လိုက်ဘူးပေါ့နော် live react ကစနေတနင်္ဂနွေမှပဲလုပ်ဖြစ်လိုက်မယ်ကိုရီးယားချိန်နဲ့ကနေ့လည်ပတ်ဆိုတော့ဒီကြားရဲထဲမှာကန်တဲ့ပွဲဆိုမလုပ်ဖြစ်နိုင်ဘူးပေါ့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တာဟိုဇာတ်သမားတွေကိုထက်ဒီရတူတူကြောက်ပဲကိုယ့်ပွဲကြည့်နေကြပွဲအတိုင်းမဖြစ်တာတော့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အခုချိန် -7 ဆိုတော့ဆောက်ရန်ဆိုးတဲ့အထဲမှာပါတယ်ပေါ့နော်ကိုရီတောင်အခုချိန်3-4လောက်ရှိတဲ့ချိန်မှာတော့ကိုမနေပြေးနေရတယ်အဲ့ဒီဘူးချိန်မှာသူတို့အေးနေပြီအခုသူတို့ -7 ဆိုတော့နားလည်ပေးလို့ရပါတော့နော်ဒီ performance ရကိုရီကြည့်နေတဲ့ပွဲနဲ့နည်းနည်းခွာရင်ခွာကောင်းမှာပေါ့ဒီနေ့ပွဲလည်းလိုအပ်တဲ့3မှတ်တော့ရလာတယ်ပေါ့နော်ဒီမဲ့ကိုရီတင်းရဲ့ individual performance အနေနဲ့ကောင်းသွားတဲ့ကစားသမားတွေအားကိုးနေပေါ့နော်ပြောရင်ပြီးရတိုက်စစ်ကြီးလူဝန်ဒေါစကီလည်းဒီနေ့ပွဲအဖွေကိုတွင်းသွားတယ်ပြီးတော့အုံကိုနဲ့အဖွေကိုအရင်တွင်းသွားတယ်ပြီးတော့မှသူ့ရဲ့ကိုပိုင်အဖွေကိုတွင်းသွားတာဒီ UCN ရဲ့အဖွေကိုပေါ့ဒီနေ့ပွဲမှာချီကျူးရမှာဖာမင်လောဘတ်ပဲသူ့ရဲ့ကယ်တင်မှုရပဲကိုရင်နိုင်သွားတယ်ပေါ့နော်ဒီပထမအလုံးကဒီဖရန်ကီပို့ရတဲ့အလုံးလည်းလှတယ်ဟိုဘက်ကိုသမားညံ့သွားလို့ကိုရတယ်ကျွန်တော်မြင်တယ်ပေါ့နော်ဒီကိုနဲ့တိုင်ကနည်းနည်းပဲခွာတဲ့ဟာကိုအကြားကိုဝင်ပြီးတော့ကိုသမားလက်နည်းနည်းနှိမ့်သွားလို့နိုင်ကိုဝင်သွားတယ်ပေါ့နော်အဲအလုံးကလှပါတယ်ဒုတိယအလုံးလဲဘက်ထရီပို့လိုက်တဲ့ area ကို area ပြင်ပကနေရှာသမားကန်ထက်လိုက်တာဟိုဘက်တော့ညာဘက်တော့ဦးလှနေတာပဲအဝေးကနေလှမ်းပစ်လိုက်တာအဲ့ဒီလုံးဝ individual ပဲလုံးဝ individual ပဲ team performance လုံးဝမဟုတ်ပွဲရဲ့တန်ဖိုးရဲ့ဘာစီဖန်နေနဲ့ကြည့်ရတာတကယ်ကိုအားမရဘူးဒါပေမဲ့ရတီတူကြောက်လဲပါတယ်ပေါ့နော်သူတို့မတိတ်မပြေးနိုင်လို့ဖြစ်မယ်ဒါပေမဲ့ဒီနေ့ပွဲမှာချီချူရမှာဖရန်ကီပဲဖာမီလိုဘက်က MVP ရသွားတယ်ပေါ့မှန်ပါတယ်သူက2ဂိုးသွင်းရဆိုတော့သူကကယ်တင်ရှင်းဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာလုံးဝနေရာစုံမပိုင်တာဖရန်ကီတီအောင်ပညာကြီးတူကြီးပဲကန်စစ်လားတိုက်စစ်လားဟိုဖတ်ရှင်းတွေပါလားတူကြီးပဲဘယ်နေရာရောက်သူကြီးပဲတွေ့နေဒီနေ့ပွဲမှာကျွန်တော်ဒီနေ့ပွဲဖရန်ကီတော်ကြားတယ်တနေ့အမိုးလည်းတည်တဲ့အတိုင်းပဲပြီးခဲ့တဲ့ပွဲမှာဖြုံးခဲ့တယ်လို့ဒီနေ့ပွဲမှာဘက်ထရီနာတော့လူစားလဲလိုက်တယ်လူစားလဲတော့ရတဲ့လုံးဝလာလိုက်တွင်းသွားတယ်သူတွင်းနေကြအလုံးအတိုင်းပဲဟိုပတ်တော့မှာပန်းဆိုဝင်သွားလှနေတာပဲတတိယအလုံးပြီးတော့စတုထအလုံးကလည်းကိုရီးယား logi raffle acid ပေးတယ်ပေါ့နော်အေးပြောဒီနေ့ပွဲ raffle တော်ပြေးတယ်ဟာသူဝင်လာတဲ့ဂရဲကသူပတ်ပြေးနေသူများအေးတော့ဒီကောင်မအေးဘူးထင်တယ်ကောင်ပတ်ပြေးနေတာကောင်းနေတာပဲသူပဲလှုပ်နေတာတသိန်းလောက်ငြိမ်နေတာပဲ raffle တရားပဲကောင်းနေတာပဲဟိုဘက်ချမ်းမှာသူရဲ့ asset ကနေပဲရုံဒေါစကီကလှပသွင်းသွားတယ်ပေါ့နော်နောက်ဆုံးလုံး၄ခု2ခုနဲ့အနိုင်ရသွားတယ်ပေါ့ဒီနေ့ပွဲမှာ2ခုထိသွားတဲ့2ခုစလုံးကိုကြည့်ရင်တောက်ကန်ပေါ်နေကြည့်အဲ့ဒါဘာပြောလဲဆိုကိုရီးယားကန်စစ်တော်ဆုတ်ပြတ်တက်နေတာပဲပြောချင်တာတော်ဆုတ်ပြတ်တက်နေတယ်ဒီဆောင်းရဒီမှာပြောတော့ကိုရီးယား CB လိုတယ်လို့လူတိုင်းကသိနေတဲကိုတော့တတရဘာတွေလုံနေမသိဘူးနော်လိုနေတဲ့ CB ရတော့မဝယ်ပဲနဲ့တိတ်မလိုတဲ့ full back ကန်စီလိုအငှားတရားရာဒီဝအငှားနဲ့ရလာတယ်ပေါ့နော်ကန်စီလိုမကောင်းကောင်းတယ်ဒါပေမဲ့ကိုရီကန်စစ်တိတဲ့အတိုင်းပဲတော့ဆုတ်ပြတ်တက်နေတယ်ဒီတိုင်းစေခွက်ပိတ်နေထိတွားလို့မရဘူးစေခွက်တိတ်မကြံတော့တပတ်လောက်ကြံတော့တယ်ပြီးတော့သတင်းထွက်နေတဲ့သတင်းလည်းအရင် serious ဖြစ်တဲ့သတင်းတွေတိတ်မရှိဘူးဖြစ်လာဆိုတော့တိတ်တယ်မသေးချာဒီတိုင်းဒီကန်စစ်နေပဲနောက်ထပ်ရာဒီဝထပ်သွားဖို့ရှိတယ်ဒီကန်စစ်နဲ့ချန်ပီယံလိပြီးသွားရင်နောက်တစ်စစ်ရောက်တဲ့ရှုံးထွက်အစစ်ရောက်သွားရင်ဒီကန်စစ်ကလုံးဝပြုတ်မှာအစိုးရပြုတ်မှာအစိုးရအိမ်ပြန်ရမယ်ကိန်းရှိတယ်ဒီလိုတင်းတော့မှနည်းနည်းဆိုရင် struggle ကန်နေရတဲ့ဟာကိုကန်စစ်ကအဆင်မပြေဘူးနော်လုံးဝအဆင်မပြေဘူးဒီစီဘက် CP ကဒီနေ့ကန် CP ကEric Garcia နဲ့ဂျရတ်မာတင်တွဲလာတယ်ပေါ့နော်အပယ်သေးတရားဟာဒီလုံးမှာကိုတိတ်အားမရတဲ့ကစားသမားတွေထဲမှာပါတယ်ဒီဘေးကဒီနောက်ပိုင်းကဒီနောက်ပိုင်းကသူ့ရဲ့အလှုပ်အရွတွေကိုခက်မှတ်နိုင်လာတယ်ပေါ့နော်ကိုရဲ့ကြည့်တဲ့လူအနေနဲ့တော့တိလာတယ်ပဲဒီကောင်ဘာလုပ်မလဲဘက်ခောက်လိုက်မယ်ပြီးရင်သူ့ရဲ့ဘယ်ဘက်ချမ်းနေပဲပြန်သွားမယ်ပြီးရင်တက်တင်မှာသူဟာအဲ့လိုပဲတိနေတယ်အဲ့ဒါကန်စစ်တိုင်းတိပါပြီပေါ့နော်သူအကွက်ရသူဘလို့ပဲ fake လောက်သူဘယ်ဘက်ပြန်သွားမှာပဲတိတယ်သူညာဘက်ဘယ်တော့မကန်သူဘယ်ဘက်နဲ့ပဲကန်တယ်ဆိုတော့
ခံစစ်ကလုံးဝတိတာနေပြီနော်သူ့အခွဲရဒါပြောတယ်ပြီးတော့သူ့ဘက်ကတော်တော်ပေါက်တယ်နော် defensive လည်းအတိတ်အားမရသူက cancelo တို့လိုမျိုးတက်မယ်ဒါပေမဲ့ cancelo တော့မှအထောင်းနေပါကောင်းတယ်ဒီကောင်အထောင်းမှတိတ်မမျောလို့မရဘူးဒီနောက်ပိုင်းအရင်တက်တယ်ပြီးတော့ defensive လည်းအရင်မဟုတ်အဲ့လိုဆိုရင်သူနဲ့တွဲဖက်ပါတဲ့ဟိုက Gerard Martin ဒီဘယ်ဘက် CP ကတည်တဲ့အတိုင်းပဲအဲ့လိုထိလည်းမဟုတ်ဘူးအဲ့ဒါကြောင့်ပဲခဏပေါက်နေအဲ့ဘက်တော့ဒီပွဲမဟုတ်တော့အရင်ပွဲလေဒီဘက်တော့ပဲပေါက်နေဒီဘယ်ဘက် CP ကလောင်းဝပေါက်နေတယ်လောင်းဝပေါက်နေတယ်ပွဲတိုင်းကပေါက်နေတယ်အဲ့ဘက်မှာတော်စင်မပြေတာအဲ့ဒါမှဘသူမှမဝယ်သေးဘူးပြောနော်အာရူဟိုဝင်လာမှခံစစ်နေနေအကူလို့ရတာပေါ့နော်ပြောရရင်အာရူဟိုကလည်းဒီအမြင်လေးဆိုတော်ကြောက်ရတယ်ဒီဘက်ကောင်းတယ်လို့ခက်လေးကြတာမပါလာဘူးအဲ့ဒါလည်းစင်မပြေဘူးပွဲကြီးနေနေဆိုရင်ဟိုညံကောင်းတဲ့တစ်ဖက်ကစားသမားနဲ့တွေ့ရင်စင်မပြေဘူးpenalty area မှာနည်းနည်းကြမ်းသွားရင်ဟိုဘက်အိုင်ပင်ထိုးလိုက်ရင်ပြီးသွားပြန်မှာ penalty ပဲမဟုတ်ရင်အနီးကအဝါကတဲ့ play ကုန်အဲ့ဒါစင်မပြေဘူးဒီပွဲနိုင်တဲ့ကြောက်ဟိုကိုရဲ3မှတ်ရောက်တော့ဗောနော်ဒါပေမဲ့ UCL table မှာထဲမှာတော့ Chelsea နဲ့ဘာကိုခွာချမှုတကူရှိသေးတယ် Chelsea ကအခုက +6 ကိုရဲ +5 ရှိသေးတယ်ဒီအမှတ်တူနေတဲ့ကိုအောက်ကကိုခွာချမှုနေတဲ့တင်းသာဒီနောက်ဆုံးပွဲမှာကိုခွာချမှုများသွားရင်ကိုကြော်ပြီးတော့1-8ဘာ9ဘာကောင်းဘာ9တယ်ပေါ့နော်ကိုရီးယားမဲကွဲတဲ့ခါကျရင်ဒီ port 1 port 2နဲ့ဆိုစင်မပြေဘူး1-8က port 1ဆိုရင်ကိုအတင်းကြီးတက်ဆိုဟိုမဲနံပါတ်2မှာပါသွားရင်ဒီမဲနံပါတ်1ကအတင်းနဲ့တွေ့ရင်စင်မပြေဘူးလေအဲ့ဒါကြောင့်ဖြစ်နိုင်ရင်တော့ဟို1-8တော့ပါခြင်းတယ်ပေါ့နော်နောက်တစ်စီတက်တဲ့ခါကျရင်အဲ့ဒါကြောင့်ဒီနောက်ဆုံးကန်တဲ့ပွဲမှာကိုပဲဟန်နဲ့ပွဲမှာတော့ကိုမှုရောမှဖြစ်မှာအဲ့ဒါမှပဲဟိုအမှတ်တူပြီးတော့ကိုခွာဟာမှုများတဲ့အတင်းက1-8ကိုပါမှာပေါ့အဲ့ဒါကြောင့်ပြီးတော့သတင်းဆိုးအနေနဲ့တော့ဒီနေ့ပွဲမှာတည်တဲ့အတိုင်းပဲဘက်ထရီကနာသွားတယ်ပေါ့နော်အဲ့ဒါကြောင့်တကယ်မတန်တဲ့နိုင်ပွဲကိုပြောရမှာတကယ်မတန်တဲ့နိုင်ပွဲနာဝရမှာအချိန်ကြီးဆိုးနေတာပဲကျွန်တော်ဗီဒီယိုတက်လာတာတွေ့လိုက်သေးတယ်ရှောက်လို့အဆင်မပြေဘူးနော်ဆိုတော့သတင်းတွေပြောနေတာလောက်နားရမယ်ဆိုတော့အချိန်ကြီးဆိုးသွားပြီတလားဆိုရင်ဒီနောက်တစ်ပွဲမှာကန်မဲ့နောက်ပတ်မှာကန်မဲ့ကိုပင်ဟန်နဲ့ပွဲမှာဆိုရင်ဘက်ထရီတော့မပါနိုင်လောက်တော့ဘူးပေါ့ဇလတ်နားခဲ့အဲ့ဘက်ထရီမပါတဲ့ကွင်းလေကကိုရီတည်တဲ့အတိုင်းပဲကိုရီအတင်းဘက်ထရီမရှိတဲ့ကွင်းလေကခါလေကြရင်ဆောင်းရန်တန်ပိုတွေပြောက်တယ်ပေါ့နော်1-8ဝင်ဖို့ကအမှတ်တူရင်တော့1-8ဝင်ဖို့ကကိုများပါတဲ့အသင်းပဲဝင်ဖို့ရှိတယ်ပေါ့နော်ဒီ Chelsea လည်းမှဒီနောက်ဆုံးကန်မဲ့ပွဲကသူတို့ကဘယ်တင်းနဲ့တွေ့တော့မသိဘူးဒါပေမဲ့သူတို့ထက်ကိုပူများစေချင်တယ်ပေါ့နော်ဖြစ်နိုင်ရင်တော့အဲ့လိုပေါ့အဲ့ဒါကိုပြောချင်တာပေါ့ဒီနေ့ပွဲနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲကျွန်တော်ပြောချင်တာပေါ့နော်ဒီစနေနေ့မှာကန်မဲ့လာလီဂါပွဲအဆင့်မှာတော့ကျွန်တော် live တွေအနေနဲ့ recording လုပ်ပေးမှာပေါ့နော်ကျွန်တော်တို့ဟို live stream တော့လုပ်ချင်ပါတယ်ဒါပေမဲ့တည်တဲ့အတိုင်းပဲ sporting အလောက်ထိမများသေးတော့အဆင်မပြေသေးဘူးတော့ဆက်တော့နောက်ဟို YouTube မှာ subscriber တွေမြင်နေများသွားရင်ကျွန်တော် live stream တွေမျိုးလုပ်ချင်တယ်ပေါ့နော်အဲ့ဒါပြောချင်တာလာပါပဲ thank you ပါကြည့်ပေးတဲ့အတွက်